ဒီနေမကွယ်ခင်ဒီလမ်းကိုမြင်မြန်ရှောက်ရမယ်ပြောတယ်နော်အနေရှိလို့တဲ့ဒီမှာတောင်ဆောင်နေလေးဖေးပပတ်လဲဒီထွေးလေးကနည်းနည်းကျင်းနေပြီးတော့ကမှုကတစ်များခလုတ်တိုက်လာနော်ဖေးပတ်လဲအိုးအဲ့ဒီအပြေကမှကြည့်ဒီထွေးလေးဒီလိုတက်မနှုတ်လေးကြည့်စေချင်လို့လားရိုက်ပြရတာဒီနေရာလေးတွေကအမလေးတက်ရနည်းနည်းအန်နေရများတယ်ဖုန်းတစ်ဖက်ဒုတ်တစ်ဖက်နဲ့ဆိုတော့လေချီချိုးလို့မရအောင်နော်အမြင့်ဆုံးတော့အမြင့်ဆုံးပေါ့နော်အဲ့ပေါ်ထရီတို့ရောင်းနေဟဲ့နေရမှာဆိုရင်ဒီလိုလမ်းနေပေါ်မှာအပြေးလေးကျင်းနေလို့ရှိတယ်အနေဆုံးလေးတစ်ခုကိုဖျက်ချော်ခဲ့ပြီပေါ့နော်